လက်စားချေခြင်း revenge သူကငါ့ကိုဘလို့လာလှုပ်လိုက်လို့ငါသူ့ကိုဘလို့မျိုးပြန်လှုပ်လိုက်ပါမယ်ဆိုတဲ့လက်စားချေတဲ့အတွေ့မျိုးတွေးဘူးတယ်မလားဒါပေမဲ့ရှင်ထဲရဲ့အနက်ပိုင်းတနေရာတွေကနေကြတကယ်လှုပ်ချင်လားဆိုရင်ကျွန်တော်တို့လည်းမလှုပ်ချင်ပါဘူးခေါင်းထဲကနေသူ့ကိုဘလို့လှုပ်ရမလဲဘလို့ပြန်ပြောရမလဲဆိုတဲ့ဥစ္စာမျိုးဒေါသတွေထွက်နေပြီးတော့မှကျွန်တော်တို့ကစဉ်းစားတတ်တယ်ပေါ့နော်ဒါပေမဲ့နောက်ဆုံးအချိန်တန်သွားတဲ့အချိန်ကျတော့လေတကယ်လှုပ်လားဆိုကျွန်တော်လည်းမလှုပ်လိုက်ပါဘူးတကယ်တမ်းကျကျွန်တော်တို့အတွင်းစိတ်တွေကမလှုပ်ချင်လို့ပေါ့နော်တကယ်လို့အဲ့လိုမျိုးနှစ်ခွအမြဲတမ်းဖြစ်နေတယ်ဆိုရင်ကျွန်တော်ပြောတာလေးကိုဆက်နားထောင်ပေးပါတကယ်တမ်းကျွန်တော်တို့အဲ့လိုမျိုးစိတ်နှစ်ခွဖြစ်နေရတဲ့အကြောင်းကလည်းကျွန်တော်တို့ရဲ့အတ္တ ego နဲ့ကျွန်တော်တို့ရဲ့စစ်မှန်တဲ့ character ကျွန်တော်အမှန်တရားပေါ့နော်သူတို့နှစ်ခု conflict ဖြစ်ပြီးရန်ဖြစ်နေတယ်လို့ဖြစ်နေတာပေါ့အဲ့လိုမျိုး situation တွေကြုံတဲ့အချိန်မှာကျွန်တော်တို့ရဲ့ ego အတ္တစိတ်ကသူများတွေလာလို့ကျွန်တော်တို့ကပြန်နိုင်ပြရမယ်ငါ့ကိုဘာကောင်များထင်နေတာလဲငါ့ကိုနိုင်ကျင်းလို့မရဘူးနိုင်ရချင်တယ်တက်တည်ပြချင်တယ်ကိုနာကျင်ခဲ့တဲ့ဟာတွေကိုသူများကိုတဖန်ပြန်နာကျင်စေချင်တာပေါ့ဒါပေမဲ့တခြားတစ်ဖက်မှာကျွန်တော်တို့ရဲ့ character စစ်မှန်တရားကတကယ်တမ်းတော့ငြိမ်းချမ်းမှုပဲလိုချင်တာနောက်ပြီးတော့ကိုကလည်းဘယ်တော့မှသူများကိုထိခိုက်နာကျင်အောင်လုပ်ရမယ့်ကိစ္စမျိုးတွေလည်းမလုပ်ချင်ဘူးအဲ့တော့အဲ့မှာအဲ့ဒီနှစ်ခုသွားပြီး conflict ဖြစ်နေတာပါအဲ့ဒါကြောင့်အများတန်းစိတ်နှခွလို့ခံစားနေရတာပေါ့ဒါပေမဲ့ကျွန်တော်တို့လူအများစုသွားတတိမထားမိလိုက်တာကကျွန်တော်တို့ပင်ကိုစိတ်ကအကယ်၍မလုပ်ချင်ရတာနဲ့သွားပြီးတော့မှ ego ရဲ့အတ္တစိတ်ကြောင့်သွားလုံးမိတဲ့အခါမှာကျွန်တော်တို့ရဲ့ပင်ကိုကောင်းနေတဲ့ character စစ်မှန်တဲ့ဥစ္စာကပါဆုံးရှုံးလိုက်ရပါတယ်နောက်ပြီးတော့လည်းအကယ်၍ကိုကတကယ်လည်းမလုပ်ချင်မနဲ့လုပ်လိုက်ရတဲ့အချိန်မှာနောက်ကျရင်နောင်တတွေလည်းရတတ်တယ်ပေါ့နော်ကိုလည်းအပြစ်တင်လာတတ်တယ်မုန်းလည်းမုန်းတတ်တယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ရဲ့စစ်မှန်တဲ့ character ကသူများကိုဘယ်တော့မှထိခိုက်တဲ့ဥစ္စာမလုပ်ချင်ဘူးဆိုရင်အဲ့လိုမျိုးပဲတွေးဆူနေတဲ့အချိန်မှာ ego ရဲ့အတ္တစိတ်ကြောင့်မို့လို့ပေါ့နော်တွားပြီးပြုတ်မှုလိုက်မိတဲ့အချိန်မှာအချိန်ကြာသွားတဲ့အချိန်ကျရင်ကျွန်တော်တို့ကအဲ့ဒါကိုပြန်ကြည့်ပြီးမှနောင်တရတတ်တယ်ကျွန်တော်ယုံကြည်ချက်အရတော့ကျွန်တော်တို့ကဒီ universe ဒီလောကကြီးမှာပေါ့ကျွန်တော်တို့လှုပ်လိုက်တဲ့အရာတွေပြောလိုက်တဲ့အရာတွေကတနည်းနည်းနဲ့ကျွန်တော်တို့စီပြန်လာတတ်ပါတယ်ခါမပေါ့ပြောရမယ်ဆိုရင်အဲဒါကြောင့်ကျွန်တော်တို့ကဥမာလက်စားခြေလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ကနိုင်ချင်နိုင်သွားမယ်ဗျာဒါပေမဲ့ကျွန်တော်ရဲ့ယုံကြည်မှုရတော့တစ်ချိန်ချိန်ကျရင်သူကတနည်းနည်းနဲ့ကျွန်တော်တို့စီပြန်လာတတ်ပါတယ်ပြောရမယ်ဆိုရင်အာကုသို့ပေါ့အဲ့လိုနဲ့ပဲကိုကပြန်လှုပ်လိုက်နဲ့အဲ့လိုမျိုးပြန်လဲပြီးတန်တရားနေကျွန်တော်မထွက်နိုင်တော့ဘူးပေါ့နော်အဲ့တော့မကောင်းသူတွေရဲ့အပြုအမူတွေကြောင့်အလကားတက်တက်ကြီးကိုယ့်ရဲ့ character ကိုလည်းမဆုံးရှုံးသွားစေနဲ့ပေါ့နော်ကျွန်တော်ကိုယ်တိုင်တော့မှကိစ္စသေးသေးလေးတွေဆိုရင်တော့ okay တယ်ဒါပေမဲ့နည်းနည်းကြီးတဲ့ဥစ္စာဆိုရင်တော့ကျွန်တော်ကပြန်ထိန်းရတယ်ပေါ့နော်မလွယ်ပါဘူးဆိုတာလည်းကျွန်တော်သိပါတယ် okay အဲ့ဒါဆိုရင်ဒီဗီဒီယိုကြည့်ရင်လည်းတခုခုတွေးမိတာလေးတွေရှိတယ်ဆိုရင် comment မှာတစ်ချက်မျှဝေပေးခဲ့ပါဦးနော်